ဒီမှာပါကျွန်တော်ခေါင်းကြရင်ကျွန်တော်တို့ဘဏ္ဍာလေးကို photo file နဲ့ video file တွေကိုဘယ်လိုထည့်သွင်းအသုံးပြုရမလဲဆိုတာပြပြပါမယ်ဒီမှာလည်းရှိတယ်နော်ဟိုတော့ကျွန်တော် JPEG file ရှိတယ် PNG file tracker file ရှိတယ်ဒီ video မှာလည်းကျွန်တော် video file ရှိတယ် alpha video file ပေါ့ tracker video file ပေါ့နော်အကောင်မျိုးဘဏ္ဍာထဲမှာထည့်သွင်းအသုံးပြုမှုကိုပြပြပါမယ်ကျွန်တော်ပထမဆုံးဒီချုပ်ကိုခဏဖြတ်လိုက်မယ်ကျွန်တော်ဘာခိုင်းတဲ့ခါဒီမှာပုံနေမှာကျွန်တော်ပထမဆုံးရှင်းအိမ်မယ် image တွေကဒီ3ခုအကြောင်းကိုကျွန်တော်ရှင်းပြမှာဒီ3ခုကဒီ maplet ကိုကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်နှိပ်ကြည့်ပြီးရင်ကျွန်တော်ဒီနေ့အောင်ကျွန်တော် copy လုပ်မယ်နော် control နဲ့ချလိုက်ပြီးရင်ကျွန်တော်ပုံထည့်မယ်ပုံကိုကျွန်တော်ဒီမှာနောက်ခံ background ပါနေ PNG file တကောင်ထည့်လိုက်ပြီးရင်ဒါကိုတစ်ချက်နှိပ်လိုက်ဒါနဲ့ကျွန်တော်ပုံရောက်လာနော်ဂျင်းကခဏရွှေ့ထားမယ်နောက်လည်းတစ်ခုက background နော်ဒီမှာဒီကောင်မှထည့်ထည့်မယ်နှစ်ခုလုံးဒီဘက်နဲ့ထည့်ရွှေ့နော်နောက်လည်းတစ်ခုက mass play နော်ဒီတော့ကိုကျွန်တော်ဘာကွန်တဲ့ကိုရှင်းပြပါမယ်နော်ကျွန်တော်တို့ဒီမှာရှင်းအိမ် image တွေဟာဒီ၃မျိုးနဲ့တစ်ခုချင်းစီထည့်လိုက်တယ်နော်ဒီတော့ကဘာကွန်တဲ့ကိုကျွန်တော်ရှင်းပြပါမယ်ဒီကတော့ကိုထုတ်ဒီကောင်ပေါ့ဒီကောင်ကကျွန်တော်တို့ reference နဲ့ထည့်လိုက်တယ် reference နဲ့ထည့်လိုက်တဲ့ပုံကြီးကျွန်တော်ဘာလုပ်လို့ရတယ်လဲဆိုရင်ဒီပုံထပ်ပြီးတော့ 3D model ဆွဲလို့မရဘူးနော်ကျန်တဲ့ဟာကြီးဘာမှလုပ်လို့မရဘူးသူ့မှာ object မှုပဲပါတယ် active မှုတွေမပါဘူးဒီကောင်လည်းအဲ့လိုပဲ object မှုပဲပါတယ် active မှုမပါဘူးဒီကောင်ကောင်ကြောင့်သူက object မှု active မှုတခြားမှုတွေအကုန်လုံးပါတယ်ဒါပေမဲ့ကျွန်တော်ဒီကောင်ကျတော့ဒါကကျွန်တော် mass play နဲ့ထည့်လိုက်တဲ့ကောင်နော်ဒီကောင်ကြီးကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုရင်ဒီ view ကမပုံအဲ့ကောင်ကကျွန်တော် native မျိုးကြမှာပုံနော်အဲ့ကောင်ကြီးကျွန်တော် active မှုတွေကိုတွားပြီးဒီကောင်ကို control R နဲ့ခွဲပြီးတော့ဒီလိုပြင်လို့ရတယ်နော်။ကျွန်တော်ပြင်လို့ရတယ်။ဒီကောင်လေးမှာကျတော့အတက်မှုမပါတော့ပြင်လို့မရဘူး။နောက်တစ်ချက်ကဘာလို့ရတယ်လဲဆိုရင်ကျွန်တော် shading နဲ့တွားလိုက်နော်။ shading နဲ့တွားပြီးဒီကောင်ဒါလေးကိုခဏမှတ်တဲ့အချိန်မှာတော့ဒီရဲ့ material မပါဘူးနော်။ဒီကောင်ခဏမှတ်မှသူ့ရဲ့ material ကပေါ်တယ်။အဲ့တော့ဒီ material ကိုကျွန်တော်ချိန်လို့ရတယ်။ချိန်လို့ရရင်ဘယ်လိုလုပ်လို့ရလဲဆိုရင်ဒီကောင်နော်ကျွန်တော်အဖြုတ်တက်တယ်လို့ရအောင်ပြီးရင်နောက်တစ်ခုကဒီ black ကိုဖြောက်ချင်ရင်ဘယ်လိုဖြောက်လို့ရလဲဆိုရင်ရှစ်အိမ်နေတော့နော် mouse ကခေါင်းဒီမှာထားရှစ်အိမ်ကိုနဲ့ပြီးရင် color တော့နော် color တော့ဒီကောင်ကိုတစ်ချက်ပြီးတော့ဒီ color ကကျွန်တော်ဒီ first ကိုတွားပြီးနှိမ့်ချက်ဒီ color ကအောက်ကဒီ alpha ကိုနှိမ့်ချက်တော့ဒါကလည်းတော့ transfer ဖြစ်တော့ဒါပေမဲ့ကျွန်တော်ရဲ့ဒီ trophy ရတယ်တခြားမမြင်ရတော့ဘူးအဲ့တော့ဒီအဖြူမဲရုံကျွန်တော်ချိန်လို့ရအောင်နော်မဲ area ပဲပြောက်ချင်တာဖြစ်တဲ့အတွက်အဖြူ area ကိုတန်ဖိုးတင်မှရမှာနော်အဖြူ area ဒီအဖြူလေးကိုဒီဘက်ကိုရွှေ့လိုက်ဒါကလည်းကျွန်တော်ဒီလိုပေါ့အဲ့တော့ကိုပြောင်းပြန်ခင်အတွက်ပြောင်းပြန်ဖြစ်တော့နော်ဒီကြည့်လို့ကောင်းတယ်နော်ဒါကကျွန်တော်နောက်ခံဘက်ကတော့အမဲရောက်ပါတော့ကိုအမဲဖြောက်ချင်ဒီလိုဖြောက်လို့ရတယ်ဒါပေမဲ့တေချာကြီးဒီကောင်လေးကအလုံးဝမင်းငယ်ဖြစ်တဲ့အတွက်ဒီကောင်လေးမပြောက်တော့ဘူးသိလားတကယ်တကယ်ဒီကောင်လေးမပြောက်ဘူးဒီပုံမှာတစ်ချက်ကြည့်ဒါကကျွန်တော် PNG file နော် PNG file မှာကျွန်တော်မပြောက်ဘူးဒီမှာ PNG file ဒါပေမဲ့ background ပါဖာဒီမှာကျတော့ပြောက်တယ်ခိုင်းထားလို့ရတယ်ဒီကောင်လေးနောက်မှခန်းပြီနော်ဒီကောင်ဒီပုံထပ်ပြီးဆွဲလို့ရနော်အဲ့ဒီအတွက်ပဲအသုံးဝင်တယ်ဒီလိုမျိုးပြန်ပြင်လို့မရအောင်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်ရှင်းနေဒီမဲ့ထဲက mass play ဟုတ်တယ်ဒီ mass play ကိုတစ်ချက်ယူလိုက်ဒီမှာကျကျွန်တော်ဒီက PNG file ထည့်ပြမယ်နော်ဒီက transfer ပေါက်တဲ့ file ထည့်ပြမယ်ပြီးရင်ဒီဘက်ကိုမြင်တော့တော့ auto ပေါက်တော့ပြီးရင် shading နဲ့တစ်ချက်တွဲကြည့်မယ်ဒီနှစ်ခုကိုကျွန်တော်ရှင်းကြည့်မယ်နော်ဒီကောင်ပါလဲကျွန်တော် item မို့လည်းမဝင်ပြင်လို့ရအောင်နော်ဟုတ်ဘူးကြိုက်တယ်လို့ပြင်လို့ရအောင်ဒီကောင်ကျတော့ကျွန်တော် transfer နဲ့မပါတဲ့ PNG file ဒီကောင်ကျတော့ transfer ပါတဲ့ PNG file ဟုတ်ဘာကွာလဲဆိုရင်
တစ်ချက်နှိမ့်လိုက်တယ်သူ့ရဲ့ shade တွေနဲ့တွားတယ်နော်ဒီခါလေးတစ်ခုကဘာဟောလေးနေဆိုဒီကဒီမှာကျတော့မဲ area တက်တာဒီမှာတော့ထင်းရှင်းရပုံဒီမှာဆိုရင်မဲ area မှာပျောက်သွားတယ်နော်ဒီ alpha က alpha ကိုနှိမ့်ချိတ်ထားတာဖြစ်တဲ့အတွက်မဲအောင်ပျောက်တယ်နော်ဒါနဲ့တော့နှိမ့်ပျောက်သွားရင်မဲအောင်ပုံဒီမှာကျွန်တော် alpha ကိုနှိမ့်ချိတ်မဲအောင်ပျောက်သွားဒီခုနော်ဒီကနေ့ကျွန်တော်နာနာနဲ့မှာပုံထည့်ပြီးအသုံးပြုတတ်မယ်လို့ထင်တယ်နောက်တစ်ခုကကျွန်တော်ဒီခါကြာရင်ရှစ်အိမ်က mass play မှာဒီကောင်မတုံးတော့ဘူးနော်ဒါကြောင့်ကျွန်တော် video file ထည့်ပြန်ဒီကောင်လေးထည့်ပြန်နော်ဘာပေါ်တဲ့ကောင်ဒီမှာဘာမှမပေါ်ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော် shade နဲ့တစ်ချက်တွဲကြည့်ဒီမှာကျွန်တော် play ကြည့်မယ်နော်ဒီလိုရတယ်တဲ့လားကျွန်တော် play ပေါ်အဲ့ဒါကိုကျွန်တော်ကတစ်ခါလေကြိုက်တယ် auto refresh က match ပြုတ်နေတယ် match ပြုတ်တယ်ဘာဖြစ်လဲဆိုတော့သူဘယ်တော့ပဲ play မပုံဘူးနော်တော့ match ပြုတ်နေရင်တိုင်းတိုင်းကို play ကြည့်နေဘာမှပုံမဟုတ်ဘူးအဲ့တော့တော့ match ဖွင့်တော့မလို့နဲ့နောက်တစ်ချက်ကဘာလဲဆိုရင်ထက်ကပြောက်ကြည့်ရင်ကျွန်တော်ဒီကောင်ဖွင့်ထားမှာနော်ဒီကောင်ဖွင့်တော့အဲ့မှာသူထက်ကပြောက်ဘယ်လိုသဘောတရားလဲဆိုရင်ဒီဗီဒီယိုပြီးတော့လည်းနောက်တစ်ခါထပ်ပြီးပြန်လာအဲ့ဒီသဘောတရားနော်ဒါဆိုရင်ကျွန်တော်ဒီ touch me ကဘာလဲဆို frame 1နော်ဒီကောင်ပြောတော့အဲ့ frame 1ကိုကျွန်တော်ဆက်ပြီးပေါ်လာအဲ့ frame 1မပေါ်ချင်ကျွန်တော် frame 30ရပေါ်ချင်တယ်ခင်ဗျ30ရဟင်းလို့ဒါဆိုရင် frame 1ကို30တယ်ဘာမှပေါ်မှာမဟုတ်ဘူး30ရကပ်ပြီးတော့ပေါ်နေမှာနော် frame 1ကို30ရဘာမှပေါ်မှာမဟုတ်ဘူး30ရကပ်ပြီးတော့ပေါ်နေမှာနော်ဒါကနေ့ကျွန်တော်3ခေတ်ခန့်ပေါ့နော်ဒီကနေ့မှာဘာမှပုံမဟုတ်ဘူးโอเคဒီကောင်ကျဒီ frame ကဘာတဘောတရားနဲ့ဆိုရင်ကျွန်တော်ဒီကောင်1ပဲပြန်ထားလို့နော်ကျွန်တော်ဒီ frame 3ခေတ်ကို1ပဲပြန်ထားလို့မယ်ဒီကောင်ကဘယ်လိုတဘောတရားနဲ့ဆိုရင်အဲ့ဒါကိုတစ်ချက်ရှင်းပြမယ်ဗီဒီယိုရဲ့ frame ကိုကြည့်ရအောင်ကိုသုံးမဲ့ဗီဒီယိုရဲ့ frame ဒီဗီဒီယိုကိုတစ်ချက်ဖွင့်လိုက်ဒီကောင်ဒီ9ခက်ကတော့မရှိဘူးနော်9ခက်ကမရှိဘူးတစ်ခက်ကမှ frame 3ခေရှိတယ်တစ်ခက်ကမှ frame 3ခေအပုံ3ခေပေါ့နော်အဲ့တော့9ခက်ကကတော့ကျွန်တော် frame 105ခေပေါ့နော် frame 105ခေမှာသူကဗီဒီယိုကပြီးတော့မယ်အဲ့တော့နောက်ထပ်ပြီးပေါ်လာခြင်း frame 105ခက်တက်တစ်ဖက်တက်ကပြန်ဆက်ပြီးပုံနေနော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုရင်တကော105ခေလို့ဖေးထားလိုက် touch play ကို frame 105ဒီ frame 105ခေကိုယ့်ရဲ့ဗီဒီယိုကိုမူတည်နေတော့ကိုယ့်ရဲ့ဗီဒီယိုက10ခက်ကဆိုရင်10ခက်ကဆိုရင် frame 300ပေါ့နော်ဒါကျွန်တော် frame 105ခေကိုတပတ်လည်နေနော်ဒါတပတ်ပြန်နေအဲ့လိုမျိုးတပတ်မလည်ခြင်းဘူးဆိုရင်တကောင်ကိုပိတ်ထားလိုက်ဒါကျွန်တော်ပြန်ပြမယ်တော့ဒီ105နဲ့ကျုံးတော့ရင်တပတ်ပြန်မနေတော့ဒီကောင်ပိတ်ထားရတော့နော်ဒီကောင်ဖွင့်ထားမှသူတပတ်ပြန်နေနော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာကကျွန်တော်ကဒီဗီဒီယိုက9ခက်က frame 105ခင်ဗျအဲ့ဒါကိုကျွန်တော်က9ခက်ကမှမသိဘဲနဲ့ frame 200လို့တွက်ထားတယ် frame 200လို့တွက်ထားရင်ဘယ်လိုဖြစ်မလဲဆိုရင်ကျွန်တော်ပြန် play ကြည့်မယ်မ frame 105ခင်မှာတော့ပြီးတော့မ frame 200တိဘာမှမပုံစံ105ခင်အရင်200တွင်ဘာမှမပုံအမဲအောင်ဖြစ်တယ်ပြီးတော့မှ200ကမြန်တော့ထပ်ပြီးတော့ပေါ်လာလိမ့်မယ်နော်ကျွန်တော်ဒီကောင်လေးကိုဖွင့်ထားတဲ့အတွက် repetition ဖြစ်တယ်နော်200ငယ်နောက်တစ်ချိန်အတွက်200ကို900ပေါ့200ကြီးတော့လေ305ခင်မှာပြီးသွားလိမ့်မယ်305ခင်900တွင်မှာတော့အမဲအောင်ကြောက်နော်900ကြီးသူထပ်ပြမယ်ဒီမှာကိုက200လို့ထည့်ထားရင်သူက200ပြီး900 600 800 1000 1200 1400အဲ့လိုဖြစ်တော့နော်အဲ့ဒီပုံလေးကကိုယ့်ရဲ့ဗီဒီယိုက9ခက်က frame 105နဲ့ frame 105ကိုရိုက်တယ်အဲ့ဒါကဒီက repetition ဖြစ်မှာနော်
ကျွန်တော်ဒီဗီဒီယိုမှာလည်းအဲ့လိုပဲဒီမှာ movie တော့ပြတယ်ဒီကောင်လေးကြောင့်ကျွန်တော်တို့ဘယ်လိုပြလဲimage လို့ပြတယ်နော်ဒီကောင်နှက်မှတ်နေဒီမှာ image ဒီကောင်နှက်မှတ်ထားရင် movie နော်ဒီ movie နဲ့ပတ်သက်တဲ့သူ့ရဲ့ဒီ data ကြီးကြာလာမယ်ဒါတော့ကိုယ် image လို့ပြောင်းလိုက်ဒီမှာဒီကောင် movie file ဖြစ်တဲ့အတွက် image မဟုတ်တဲ့အတွက်ဒီမှာ error တက်သွားတယ်အဲ့တော့ movie file ပြန်ပြောင်းနော်ဟောလည်းကျွန်တော်ကfile ကို movie file ပြောင်းရင် error တက်သွားတယ်ဒီကပုံဖြစ်တဲ့အတွက် movie file မဟုတ်ဘူးနော်ဒီလိုပဲအောင် error တက်သွားနော်image ပြန်ပြောင်းနော်ညာဒီကောင်တစ်ခုကကျွန်တော်ဗာလေးဆိုရင်ဒီကောင်ကိုကျွန်တော်ကမဲအောင်ဖြောက်ကြည့်နော်မဲအောင်ဖြောက်ကြည့်မယ်ကတော့ရှင်းအိမ်ပဲ color တော့တော့မယူနိုင်မယ်ငါလုံးတယ်လို့မယ်ကျွန်တော်ဒီ color ကိုဒီ first မှာ FSC မှာတွားချိန်ဒီ color ကကျွန်တော် alpha မှာချိန်နော်ကျွန်တော်ဒီ color ကဒီမှာချိန်တယ်ဒီ color က alpha မှာချိန်တယ်အဲ့တော့ဘာဖြစ်တယ်လဲကတော့ဘာမှမပေါ်တော့ဘူးဘာဖြစ်လို့လဲကတော့ဒီဖြူရောင်ကိုကျွန်တော်ဒီဘက်တိုးမှရမယ်ဒါကလည်းကျွန်တော်ပုံပြပလေးကြည့်မယ်ဟိုကကျွန်တော်ကြိုက်ကျွန်တော်တိုးလို့ရတယ်နော်အမဲအရင်ထက်လျှော့ခြင်းဒီမှာတိုးလျှော့ခြင်းမှာကြိုက်တယ်လို့ပြင်လို့ရတယ်နော်ဒါကရင်ကျွန်တော်ရတယ်ဒီတစ်ခါကျရင်ကျွန်တော်ကိုယ်တိုင်လုပ်ထားတယ်အမီဖိုးဖိုင်ကဒီကောင်ကဘက်ကတော့အမဲရောက်ပါတယ်ဒီကောင်ကဘက်ကတော့မပေါ့နော်အဲ့ဒါကိုကျွန်တော်ရှင်းပြမယ်နော်ကျွန်တော်ရှင်းအိမ်ပဲ image ရ mask ကိုယူမယ်ဒီ mov file ကိုကျွန်တော်ထည့်မယ်ဒီကြီးကဒီဘက်ကိုရွှေ့လိုက်ဒီရှင်းအိမ်ပဲ image ရ mask ဒီကဘက်ကတော့ပါတယ်အမီဖိုးဖိုင်ကိုထည့်မယ်ဒီမှာခုဘာကွာတယ်လဲကိုတစ်ချက်ရှင်းပြနော်အဲ့တော့ကျွန်တော် shader နဲ့ကိုတစ်ချက်သွင်းလိုက်မယ်ဒီကောင်ကိုကျွန်တော်ကအမဲရောက်ဖြောက်ချင်ခုနကအတိုင်းပဲရှင်းအိမ်ပဲ color ပဲနော်ဒီကောင်ကိုယူလိုက်ပြီးရင်ဒီ color ကဒီ FAC ကိုနှိမ့်ချိန်ဒီ color ကကျွန်တော်တို့ဒီ alpha ကိုနှိမ့်ချိန်ဒါကလေးရတယ်ဘာပြဿနာရှိနေတော့ကျွန်တော်ကကျွန်တော် image ပုံလို့ပဲမဲ area တွေကတော့ပျောက်သွားတယ်ပေါ့ဒီကောင်ကိုကျွန်တော် play ကြည့်မယ်ဒါကကျွန်တော် MV4 file ဒါက MOV file alpha file နော်ပလေးကြီးရကြည့်မယ်တဲ့လားဒီကောင်ကတိတ်ပြီးကြည့်မကောင်းဘူးဘာလို့လဲကျွန်တော်ကအမဲရောင်ဖြောက်ထားတဲ့အတွက်အမဲ area တွေတော့လုံးဝပျောက်သွားတယ် MOV file ကြောင့်ကျွန်တော်သူ့ရဲ့ origin က transformer file ဖြစ်တဲ့အတွက်တုံးလို့အဆင်ပြေတယ်နော်ဒီကကျွန်တော်ကွာခြားချက်ရှိတယ်ဒါကောင်ကြီးကျွန်တော်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ MV4 file ကိုတစ်ချက်ဖွင့်ကြည့်မယ်ဗီဒီယိုဖိုင်က9ခက်ကမှရှိနော်9ခက်ကမှရှိတော့ကျွန်တော် repetition ဖြစ်ချင်ရင်တစ်ခက်ကမှ frame 3ခက်ဖြစ်တယ်9ခက်ကက frame 105ခက်အဲ့တော့ကျွန်တော်ဒီမှာလဲ frame 105ခက်ကိုပြောင်းထားနော်ဟောလဲကျွန်တော် frame 105ခက်ပြောင်းထားဒါခါကြီးကျွန်တော် play ကြည့်မယ်နော် frame 105ခက်ပြောင်းထားနော်ဒီကောင်လဲပြောင်းထားတယ်ဟုတ်ကဲ့ frame 105ခက်မှာသူကပေးသွားတယ်နောက်တစ်ခါထပ်ပြီး repetition မလာဘူးဘာကြောင့်လဲဆိုရင်ဒီကောင်ကိုအမှန်မချစ်ရသေးဘူးအဲ့တော့ဒီကောင်ကျွန်တော်ဒီကောင်အမှန်ချစ်နိုင်မယ်ဒီမှာလဲကျွန်တော်ဒီကောင်ကိုအမှန်ချစ်နိုင်မယ်နော်ဒါကြီးကျွန်တော်ပြန် play ကြည့်မယ်ဒါကြီးကျွန်တော် frame တရားကနေပြီးရင်သူက frame တက်ကောင်ပြန်ကတယ်နော် repetition ပြန်ဖြစ်တဲ့တပုံဖြစ်လို့ဘယ်လိုမှ repetition ပြချင်ရင်ဒီလိုမျိုးပြလို့ရတယ်နော်အဲ့တော့ကျွန်တော် frame 100ခန့်မှာတစ်ခါမပြီးဖြစ်တယ်300တစ်ခါ900ခန့်600ကိုယ့်ရဲ့ဒီတိုင်းတိုင်းကိုကြိုက်တယ်လို့ဒီမှာချိန်လို့ရတယ်နော်ဒီတောင်းထည့်ပေးနေရတယ်နော်ကြိုက်တော့ပေးလို့ရတယ်နော်အဲ့တော့ repetition ဖြစ်တယ်နော်
ဒါကလည်းကျွန်တော်ဒီတစ်ခေါက်ပြောပြတော့တယ်ရှစ်အိမ် image ထဲကဒီကောင်းလေးကိုအသုံးပြုပြီးတော့ zip file PNG file video file တွေဖြစ်တဲ့ background ပါတဲ့ video file ရယ် background မပါတဲ့ video file တွေကိုထည့်သွင်းအသုံးပြုနေကိုနားလည်မယ်လို့ပြောနေပါတယ်ဒါလေးကတော့တော့ပါမယ်